ချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမီဖူကော်နာ YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့တစ်ခါချက်ထားပြီးရင် 3-4 ရက်လောက်ထားပြီးစားလို့ရမယ်စက်သားမွားကြော်နီးလေးကိုမျှဝေပေးသွားမှာဖြစ်လို့အိမ်မှာကိုယ်တိုင်ချက်စားလို့ရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းလေးတွေကိုတော့အရင်ဦးဆုံးအခုလိုမျိုးလေးပြင်ဆင်ပေးထားရပါမယ်ခင်ဗျာပထမဦးဆုံးစေကြောတန့်စင်ထားတဲ့ကြက်သားလေးတွေကိုပြုတ်ပေးရပါမယ်ခင်ဗျာကြက်သားပြုတ်တဲ့အခါမှာအရသာလေးတွေလည်းအသားထဲထိစိတ်ဝင်သွားအောင်လို့တခါတည်းအရသာလေးတွေပါထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ခင်ဗျာချက်သားကိုပြုတ်နေတဲ့အချိန်မှာလည်းချက်သားလေးတွေအကျက်ညီသွားအောင်လို့မွေပေးတာလို့အထက်အောက်လန်ပေးတာလို့လုပ်ပေးရပါမယ်ခင်ဗျာချက်သားပြုတ်ရည်လေးကိုအသုံးပြုအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေကိုအနှဲငယ်ချန်ပြီးပြုတ်ပေးလိုက်ပါမယ်ခင်ဗျာကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုရင်တော့ချက်သားတုံးလေးတွေကိုဆယ်ပေးလိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါမှာတော့ချက်သားလေးတွေကိုတိတိကျကျလေးမြင်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာချက်သားမြင်လေးတွေပို့ပြီးတော့မွမွလေးဖြစ်သွားအောင်လို့ငရုတ်စုံတွေကိုထည့်ပြီးထောင်းပေးလိုက်ပါမယ်ခင်ဗျာထောင်းရတဲ့ချက်သားတွေကိုဖွာထွက်သွားအောင်လို့လက်ကလေးနဲ့ဂယူးဆိုင်ပြီးတော့တိတိကျကျလေးပြန်ဖွာထုတ်ပေးလိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါမှာတော့ခုနကနည်းငယ်ချန်ထားတဲ့ချက်ပြုတ်ရည်လေးကိုထည့်ပြီးတိတိကျကျလေးနယ်ပေးပြီးသွားရင်တော့ဟင်းစားချက်လို့ရပါပြီခင်ဗျာဟင်းချက်ဖို့အတွက်ပထမဦးဆုံးဒဲအိုးလေးကိုစီထည့်ပေးပြီးတော့စီပူလာပြီးဆိုရင်စက်သွန်စီတက်လေးကိုအရင်ဦးဆုံးလုပ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာကျက်သွန်စီတက်တဲ့အခါမှာလည်းအယောင်လေးအနှဲငယ်ပိုလာသွားအောင်လို့ဆွနွေးမုတ်လေးအနှဲငယ်ထည့်ပေးလိုက်ပါမယ်ခင်ဗျာကျက်သွန်နီလေးတွေကအခုလိုမျိုးရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့ကျွန်တော်တို့စကားလေးတွေကိုထည့်ပြီးတော့ဆယ်ထားလိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါမှာတော့ကြက်သွန်ပြုံးစီတက်လေးကိုထပ်လုပ်ပေးလိုက်ပါမယ်ခင်ဗျာအခုလိုမျိုးရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့ပြန်ဆယ်ပေးထားလိုက်ပါမယ်ခင်ဗျာချက်တော်ဖြူနီလေးတွေကြော်ပေးပြီးသွားပြီဆိုရင်တော့ချက်သားကိုစကြော်လို့ရပါပြီခင်ဗျာစီရတော့ခုနကအသုံးပြုထားတဲ့စီကိုပဲပြန်ပြီးတော့အသုံးပြုထားတာပဲဖြစ်ပါတယ်ခင်ဗျာချက်သားလေးတွေအကျက်ညီအောင်လို့အခုလိုမျိုးဆက်တိုက်လေးမွေပေးနေရမှာပဲဖြစ်ပါတယ်ခင်ဗျာမိနစ်အနည်းငယ်ကြာအောင်ကြော်ပေးပြီးတဲ့နောက်မှာတော့ကြက်သားလေးတွေကလည်းအခုလိုမျိုးအခြေအနေလေးကိုရောက်ရှိလာပြီဆိုရင်တော့ကျွန်တော်တို့စကားလေးတွေကိုထည့်ပြီးတော့ပြန်ဆယ်ပေးထားလိုက်ပါမယ်ခင်ဗျာဆယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကချက်သားကိုအဆက်လေးကြော်မှဖြစ်တဲ့အတွက်ကြောင့်မလို့
ခုနကကြက်သားကြော်ထားတဲ့စီလေးတွေကိုငရုတ်သီးချမ်းမုံလေးထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ခုနကဆယ်ထားတဲ့ကြက်သားလေးတွေကိုထည့်ပေးလိုက်ပါမယ်ကြက်သားနဲ့ငရုတ်သီးလေးတွေကိုတမသွားအောင်လို့တည်တည်ချာချာလေးမွေပေးပြီးတဲ့နောက်မှာတော့ခုနကကြော်ထားတဲ့ကြက်သွန်နီလေးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာကြက်သွန်နီလေးတွေနဲ့ကြက်သားလေးတွေတမသွားအောင်လို့တည်တည်ချာချာလေးမွေပေးရပါမယ်ခင်ဗျာနောက်ဆုံးမှာတော့ကြက်သွန်ဖြူကြော်လေးကိုထည့်ပေးပြီးသွားရင်တော့ကြက်သား60ကြော်လေးကိုရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းရတာရှိတဲ့ဟင်းပွဲလေးတွေကိုချက်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ဘာမီဖူကော်နာ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ခင်ဗျာရတာရှိတဲ့ဟင်းပွဲလေးနဲ့တူပြန်လာခဲ့ပါမယ်တက်တာပါ